ယောဂရှိတယ်လို့ဆိုရင်လည်းဝါမနေနဲ့ယောဂမရှိဘူးဆိုလို့လည်းမပြောနဲ့ယောဂမရှိဘူးဆိုလဲတနေ့သိမှာပဲယောဂရှိတယ်ဆိုတဲ့လူလည်းသိမှာပဲတခါတလေယောဂမရှိဘူးဆိုတဲ့လူကတော့အရင်သိချင်းသိတတ်တယ်မဟုတ်ဘူးလားအဲ့တော့ဘာပဲဖြစ်ဖြစ်လူဘဝရလာရင်နောက်ဆုံးဟာသိချင်းနဲ့အဆုံးသတ်ရတယ်ဆိုတာသိထားသည်အတွက်ကြောင့်မသိခင်ကိုဘာတွေလုပ်နေသင့်တယ်လဲမစင်စားသင့်ဘူးလားစဉ်းစားသင့်တယ်ဒီတိုင်းမနေသင့်ဘူးလူဆိုတာတနေ့သေးမှာကြီးလည်းသေးတာပဲငယ်လည်းသေးတာပဲမြတ်စွာဘုရားဟောထားတယ်လေဒေဟရာစမဟန္တာစယေဘာလာယေစပန္တိတာသဗ္ဗေမစ္စုဝတ္တယန္တိတဲ့ဒေဟရာစငယ်ငယ်လည်းသေးတာပဲတဲ့မဟန္တာစအသက်ကြီးမှလည်းသေးတာပဲတဲ့ယေဘာလာယေစပန္တိတာမသိနားမလဲတဲ့လူလည်းသေးတာပဲတဲ့ပညာတတ်တဲ့လူလည်းသေးတာပဲတဲ့မသေးတဲ့လူရှိလား